Nibel နှစ်သိမ့်ချင်းအိမ်မိမိကိုယ်ကိုချစ်ဖို့စာပြီးကြိုးစားရမယ်ဆိုရင်အရေးကြီးဆုံးကအတွင်းစိတ်အေးချမ်းဖို့မိမိကိုယ်ကိုနားလည်ဖို့လက်ခံနိုင်မှုနဲ့အကောင်းကိုဥတည်တဲ့စိတ်ရှိဖို့လိုအပ်ပါတယ်မိမိကိုယ်ကိုချစ်တတ်ဖို့အတွက်အရေးပါတဲ့အဆင့်တွေကရှစ်ချက်ရှိပါတယ်နံပါတ်1အနေနဲ့စက်ခဲမိမိစိတ်နဲ့ခန္ဓာကိုယ်ကိုဂရုစိုက်ရပါမယ်နံပါတ်2ချက်ကတော့မိမိဖြစ်တည်မှုကောင်းခြင်းဆိုးခြင်းတွေကိုရှာဖွေရမယ်။နောက်ပြီးလက်ခံရပါမယ်။နံပါတ်3ချက်ကတော့ကောင်းတဲ့သူတွေကောင်းတဲ့အရာတွေနဲ့မိမိကိုယ်ကိုထားရပါမယ်။နံပါတ်4ကတော့မကောင်းတဲ့သူတွေမကောင်းတဲ့အရာတွေကိုဘဝတွေကဖယ်ရှားပြရပါမယ်။နံပါတ်5ချက်ကတော့မိမိကိုယ်ကိုခွင့်လို့ရမယ်အခွင့်အရေးတွေပေးရပါမယ်။နံပါတ်6ချက်ကတော့မိမိကိုယ်ကိုတိုးတက်အောင်အစဉ်ဆက်မပြတ်ကြိုးစားရပါမယ်။နံပါတ်9ကတော့မိမိအတွက်မိမိရှိနေပေးရပါမယ်။နံပါတ်10ကတော့မိမိကိုယ်ကိုနှစ်သိမ့်မှုတွေပေးရပါမယ်။မိမိစိတ်နဲ့ခန္ဓာကိုယ်ကိုဘယ်လိုဂရုစိုက်ကြမလဲ။ self care လုပ်တဲ့အခါမှာခန္ဓာကိုယ်ပိုင်းနဲ့စိတ်ပိုင်းဆိုပြီးနှစ်မျိုးခွဲလို့ရပါတယ်။ခန္ဓာကိုယ်ပိုင်းထွက်ကတော့ကျန်းမာရေးအတွက်ညီညွတ်တဲ့စားစာတွေစားပေးမယ် fast food တွေကိုရှော့မယ်အယ်ကိုဟောတွေခန္ဓာကိုယ်တက်စိတ်တောက်ဖြစ်စေမယ့်အရာတွေမကင်းနိုင်ရင်တော့ရှော့ချရမယ်လေ့ကျင့်ခန်းတွေပြုလုပ်ရမယ်ဒါမျိုးတွေလုပ်ပြီးလို့ရပါတယ်စိတ်ပိုင်းဆိုင်ရာအတွက်ဆိုလို့ရှိရင်လည်းစိတ်ကလေးပင်ပန်းနေတဲ့အခါမျိုးမှာဝါသနာပါတာလေးတွေနဲ့အချိန်ကုန်မယ် mindfulness လေ့ကျင့်မယ် social media တွေရှော့သုံးမယ်ဒါမျိုးလေးတွေလုပ်ပေးပြီးတော့မိမိရဲ့စိတ်နဲ့ခန္ဓာကိုယ်ကိုဂရုစိုက်မှုလေးတွေပေးရပါမယ်မိမိကိုယ်ကိုချစ်ဖို့ဆိုတာစူးစမ်းအားထုတ်မှုလေးတွေပြုလုပ်ပေးရပါတယ်အဓိကကတော့ကောင်းတဲ့အကျင့်လေးတွေကောင်းတဲ့အတွေးလေးတွေနဲ့ပို့ပြီးတည်ငြိမ်တဲ့စိတ်ပို့ပြီးအေးချမ်းတဲ့အခြေအနေတစ်ခုကိုရောက်သွားတဲ့အခါမှာမိမိကိုယ်ကိုချစ်တဲ့စိတ်ဟာတေချာပေါက်တိုးတက်လာမှာဖြစ်ပါတယ်မိမိကိုယ်ကိုချစ်တာနဲ့မိမိကိုယ်ကိုအလိုလိုက်တာကမတူပါဘူးအလိုလိုက်တာများလာရင်ချစ်ရမယ်စားနှစ်ပြစ်တာနဲ့အတူတူပါပဲcomfort zone တွေကမထွက်တာအချင်းစိုးတွေကိုမပြင်းတာကိုကိုမထိန်ချုပ်ပဲနေခြင်းသလိုထားတာတွေကအစာပိုင်းတော့လူတက်တာတို့ခံစားရပေမဲ့ကြာလာတာနဲ့မျှမိမိကိုယ်ကိုချစ်တဲ့စိတ်တွေမိမိကိုယ်ကိုထားရှိတဲ့လေးစားမှုတွေကကြာဆင်းလာပြီးတော့ယုံကြည်ချက်ပျောက်ဆုံးကမိမိကိုယ်ကိုချစ်တဲ့စိတ်နေလာပါလိမ့်မယ်ဒါကြောင့်မလို့ကျွန်တော်တို့ကကိုချစ်ဖို့စပြီးကြိုးစားတော့မယ်ဆိုရင်ကိုတန်မိုးရှိတဲ့ဘဝတစ်ခုပြီးဖို့စပြီးကြိုးစားရပါမယ်ငါဟာတန်မိုးရှိစွာအသက်ရှင်နေတယ်အကျိုးရှိစွာနေဆိုင်နေတယ်ဆိုတာကိုမိမိရဲ့တနေ့တာမှာတာဝန်ကြီးစွာရှင်သန်ဖို့လိုအပ်ပါတယ်ဒီလိုဆိုရင်ဘယ်လိုအချက်တွေနဲ့မိမိကိုမိမိစပြီးပြောင်းလဲကြပါမလဲလေ့ကျင့်ခန်းတွေလုပ်ပါလေ့ကျင့်ခန်းမလုပ်ပဲလေးပင်နေတဲ့စိတ်နဲ့လူနဲ့လေ့ကျင့်ခန်းလုပ်ပြီးပေါ်ပါသွက်လက်နေတဲ့လူနဲ့ကအင်မတန်မှကွာခြားပါတယ်တနေ့တာလက်လှူရှာမှုရှိဖို့လိုအပ်ပါတယ်ဒါကလည်းမဖြစ်မနေကျင်သွားမှဆိုတာတဲ့ကိုကမအားလက်တဲ့သူဆိုရင်အိမ်မှာပဲယောဂကျင်တာပုံမှန်သွေးဖူလေ့ကျင့်ခန်းလေးတွေလုပ်တာမနေ့ပိုင်းညနေပိုင်းအပြေးလေ့ကျင့်တာလမ်းလျှောက်တာစတာမျိုးတွေကိုလုပ်ပေးဖို့လိုအပ်ပါတယ်လေ့ကျင့်ခန်းလေးတွေလုပ်တဲ့အခါမှာကျွန်တော်တို့ရဲ့ခန္ဓာကိုယ်အတွက်ကောင်းမွန်စေတဲ့ခံစားချက်ပြောရမယ်ဆိုရင်ပျော်ရွှင်မှုတက်ကြွမှုတွေကိုဖြစ်ပေါ်စေတဲ့ endorphins လို့ခေါ်တဲ့ဟော်မုန်းတစ်မျိုးကိုထွက်လာစေပါတယ်အဲ့ဒီဟော်မုန်းဟာနာကျင်မှုတွေကိုလျော့ကျစေတယ်စိတ်ပူစည်းမှုတွေကိုလျော့ကျစေတယ်ကောင်းတဲ့အတွေ့တွေကောင်းတဲ့ခံစားချက်တွေကိုပိုပြီးရဖို့ကူညီပေးပါတယ်နောက်တစ်ချက်ကတော့ချက်ပြုတ်ခြင်းနဲ့တန်ရှင်းရေးပြုလုပ်ခြင်းကိုကအလုပ်တွေရုံးလုပ်တွေနဲ့မအားတဲ့သူဖြစ်နေရင်တော့တစ်ဖက်ကိုတစ်ခါလောက်ဖြစ်စေမိမိတယောက်တည်းနေထိုင်နေရင်တော့စိုက်နှစ်သက်ရာတစ်ခုခုလှုပ်ရှားတာမိမိအခန်းကိုတန်ရှင်းရေးလုပ်ပေးတာမျိုးတွေပြုလုပ်ပေးတင်ပါတယ်ချက်ပြုတ်ရှင်းတဲ့တန်ရှင်းရေးကအကြားမှခွဲခြားပြီးလုပ်ရတဲ့အရာမဟုတ်ပါဘူးလူတိုင်းတမြောက်တဲ့ဘဝရဲ့အခြေခံအလုပ်တွေပါပဲအခန်းလေးတန်ရှင်းနေရင်စိတ်ကြည်စေတယ်အလုပ်လုပ်ဖို့ပို့ပြီးတော့အကြံဉာဏ်ကောင်းတွေရတယ်ကိုယုံကြည်မှုအားကိုးမှုတွေကိုပို့ပြီးတော့တိုးပွားစေပါတယ်ချက်ပြုတ်ရှင်းကမိမိကိုယ်တိုင်အတွက်ရောမ
မိမိချစ်ရတဲ့သူတွေအတွက်ကိုပါ love language တစ်ခုလည်းဟုတ်ပါတယ်နောက်တစ်ချက်ကတော့ meditation ပြုလုပ်ခြင်းပဲဖြစ်ပါတယ် meditation ဆိုတာကိုတရားထိုင်ခြင်းတရားမှတ်ခြင်းနောက်ပြီးတော့စိတ်တည်ငြိမ်အောင်ပြုလုပ်ခြင်းလိုပဲအထိပ္ပယ်ဖွင့်ဆိုခြင်းပါတယ် meditation ဟာလူကြီးလူငယ်မရွေးပြုလုပ်တဲ့အရာတစ်ခုဖြစ်ပါတယ်ဒါဟာမိမိတို့ရဲ့စိတ်ကလေးကိုအနားပေးခြင်းမိမိတို့ရဲ့စိတ်နဲ့မိမိတို့ရဲ့ခန္ဓာကိုဆက်သွယ်ကြည့်ခြင်းတစ်မျိုးပါပဲကျွန်တော်တို့ရဲ့စိတ်မှာပြန့်လွင့်နေတဲ့အတွေးပေါင်းများစွာရှိပါတယ်ကောင်းတာရောဆိုးတာရောဟုတ်တဲ့တွေးတွေရောမဟုတ်တဲ့တွေးတွေရောအများကြီးပါပဲဒီတွေးတွေအလုံးကိုခဏတာရက်ပြီးတော့ဘယ်အရာကအစစ်မှန်လဲဘယ်အရာကလက်ရှိအတွက်ရေးပါလဲအရာတွေလဲဆိုတာစမ်းစစ်နိုင်ဖို့ meditation လုပ်ဖို့လိုအပ်ပါတယ် meditation ကိုဘုရားရှင်ရှိမှထိုင်မှမဟုတ်ပါဘူးတိတ်တိတ်ဆိတ်ဆိတ်ရှိတဲ့မိမိကိုမိမိတက်တောင့်တက်တာရှိစေတဲ့နေရာမှာ9မိနစ်လောက်ကနေစတင်ပြီးတော့တစ်နေ့ကိုနိုင်ဝက်လောက်အထိထိုင်ပေးသင့်ပါတယ် meditation လုပ်ခြင်းကဘယ်လိုကောင်းကျိုးတွေရရှိစေနိုင်လဲ meditation ကသင်ရဲ့ပြန့်လည်နေတဲ့စိတ်ကိုငြိမ်ချစေပြီးတော့အသစ်ကနေပြန်အစာပြုပေးနိုင်ပါတယ်အရေးကြီးဆုံးအရာကဘာလဲလက်ရှိမှာဘာကအထီးကလဲဘယ်အရာကိုဥတီရမလဲဆိုတာသိရှိလာစေပါတယ်စိတ်ဖိစီးမှုစိတ်ရကြမှုကိုလျော့နေစေပြီးတော့ငြိမ်သက်တဲ့စိတ်ကိုဖြစ်ပေါ်စေပါတယ်ကျန်းမာရေးအတွက်လည်းအထောက်အကူပြုပါတယ်မိမိကိုယ်ကိုယုံကြည်မှုတွေရှိလာစေတယ်တည်ငြိမ်လာစေတယ်ပြီးတော့အသိဉာဏ်တွေကိုတိုးပွားစေပါတယ်အထူးကတရားထိုင်တာကစိတ်ကိုငြိမ်စေတဲ့အတွက်ကျွန်တော်တို့ရဲ့စိတ်မှာဖြစ်ပေါ်နေတဲ့အငုံစိတ်တွေတိမ်ငယ်စိတ်တွေသူတို့ဘာနဲ့နှိုင်းရှင်စိတ်တွေဟာမလိုအပ်ဘူးမဟုတ်ဘူးဆိုတဲ့စိတ်ကိုဝေဖန်ပိုင်းခြားလာနိုင်ပြီးတော့မိမိကိုယ်ကိုယုံကြည်မှုတွေပိုရှိလာမယ်ပိုတွေးခေါ်ထက်လာပြီးတော့အသိဉာဏ်ပညာတွေတိုးပွားလာစေနိုင်တယ်လို့မဂ္ဂဇင်းတစ်ခုမှာဖော်ပြပေးထားပါတယ်နောက်တစ်ချက်ကတော့သင်ဝါသနာပါရာသင်စိတ်ပျော်ရာကိုလုပ်ပါတနေ့တာလုံးတာဝန်ကြီးစွာဖြတ်သန်းခဲ့ပြီးတဲ့အခါမှာသင်ကိုသင် quality time ဆုချဖို့မမေ့သင့်ပါဘူးသင်ဝါသနာပါတဲ့အရာသင်ကိုပျော်ရွှင်စေတဲ့အရာတွေနဲ့အချိန်ကုန်ပါသင်ကတလိပ်ဆန်လေးတွေကိုချစ်တတ်တဲ့သူလားတစ်ပင်တွေကိုညှဉ်းနှိုးတတ်တဲ့သူလားစားဥစ္စာပေးရဲ့မိတ်ဆွေလားဒါမှမဟုတ်ပကြီးဝါသနာပါတာလားရုပ်ချင်ကြိုက်တဲ့သူလားစတဲ့တင်တန်မိုးထားတဲ့ပျော်ရွှင်ရာအရာတွေတွေလည်းတင့်ကိုတင်အချိန်ပေးဖို့မမေ့သင့်ပါဘူးနောက်တစ်ချက်အနေနဲ့ကတော့တင့်ရဲ့စိတ်ပန်းဆိုင်ရာပြောင်းလဲမှုကိုသတိပြုရပါမယ်လူတစ်ယောက်ကအမြဲပျော်နေမယ်ကိုအမြဲချစ်နေရမယ်ဆိုတာမျိုးမဟုတ်ပါဘူးတခါတလေမှာဘာမှမဖြစ်ချင်မလုပ်ရှင်တော့တဲ့အချိန်တွေလမ်းပြောင်းနေတဲ့အခါတွေမိမိကိုအားမလို့အားမရဖြစ်တာတွေရှိတတ်ပါတယ်အဲ့ဒီခါမှာသင်အနေနဲ့သင်စိတ်ရဲ့ပြောင်းလဲမှုကိုအကဲခတ်ဖို့လိုအပ်ပါတယ်ဒီလိုဖြစ်လာရတာဘာကြောင့်လဲပြဿနာရင်းမြစ်ကဘာလဲအဲ့ဒီအရာတွေကိုရှာပြီးတော့ပြုပြင်ဖို့လိုအပ်ပါလိမ့်မယ်စိတ်တွေပင်ပန်းလာတဲ့အခါမှာအနားယူတာကလည်းတေချာပေါက်လှုပ်တဲ့အရာပဲဖြစ်ပါတယ်နောက်တစ်ခုကတော့နှစ်သိရပါမယ်သင်အသက်အရွယ်ပိုင်းခြားတစ်ခုထိတင့်ကိုယ်တင်ဘယ်နှခါလောက်နှစ်သိခဲ့ဘူးပါတလဲကျွန်တော်တို့9မိနစ်လောက်အချိန်ပေးပြီးတော့စဉ်းစားကြည့်လိုက်အောင်မျောလင့်ပြီးဖြစ်မလာတဲ့အရာတွေအတွက်ဝမ်းနဲ့နေခဲ့မှာပဲစူးစမ်းတဲ့လောက်ရာမထင်တဲ့အရာတွေအတွက်ပင်မရကြုံမနဲ့ဖြစ်နေခဲ့မှာပဲတခါကြာရှုံးခဲ့တာကိုသတိမရဘဲနဲ့အခါအောင်မြင်ခဲ့တာကိုသတိရပါအောင်လို့ဘယ်နှခါများနှစ်သိခဲ့ဘူးပါတလဲကျွန်တော်တို့ကမိမိကိုယ်နှစ်သိဖို့အမြဲပြည့်ခွင့်ခဲ့ကြတယ်တကယ်ဆိုရင်ကျွန်တော်တို့ဘဝရဲ့အစင်မပြေမှုတွေကြာရှုံးမှုတွေဝမ်းနည်းမှုတွေကြုံလာရတိုင်းမှာထိခိုက်နာကျင်ရဆုံးကကျွန်တော်တို့ကိုယ်တိုင်ပါပဲအစအလဲအဆုံးစူးစမ်းခဲ့ကြတာလဲကျွန်တော်တို့ကိုယ်တိုင်ပါပဲဒီလောက်စူးစမ်းရှင်သန်နေတဲ့မိမိကိုအစင်မပြေတာတွေနဲ့ကြုံလာတဲ့အခါမှာငါအသုံးမချလို့ငါဒါလေးတောင်မလုပ်တတ်လို့ဆိုတဲ့စိတ်နဲ့အဖြစ်တင်နေတတ်ကြပါတယ်တကယ်တော့ကျွန်တော်တို့ကမိမိကိုမိမိနှစ်သိရမှာဖြစ်ပါတယ်အတူတူပြန်ကြိုးစားကြရမှာပါ
ဖြစ်မလာတတ်တာတွေကလည်းလောကရဲ့သဘာဝလို့ဖြည့်တွေးပြီးတော့နှစ်သိမ့်ပေးထည့်ရပါမယ်ဒီစာအုပ်ကလေးကမိမိကိုယ်ကိုချစ်တတ်ဖို့နဲ့မိမိစိတ်ကိုနှစ်သက်ပေးတတ်ဖို့ပါပဲဘဝတစ်လျှောက်လုံးမှာတာဝန်ကြီးစွာဖြတ်သန်းပြီးကြိုးစားနေထိုင်တတ်တာမှန်ရင်ဖြစ်မလာတဲ့အရာတွေမအောင်မြင်ခဲ့တာတွေအခက်အခဲတွေအတွက်တင့်ကိုယ်တင်အပြစ်တင်မဲ့အစားနှစ်သိမ့်တတ်ဖို့ကြိုးစားရပါလိမ့်မယ်နောက်တစ်ချက်ကတော့အလိုလိုက်တဲ့ချင်နီလာမိမိကိုယ်ကိုရင်းချက်စွာချင်နီလာခွဲခြားသိရှိရပါမယ်မိမိကိုယ်ကိုချစ်တဲ့ဆိုရမှာ2မျိုးရှိတယ်အလိုလိုက်ပြီးတော့ခလေးဆန်ဆန်ချစ်တဲ့နီလာရင်းချက်ပြီးချစ်တဲ့နီလာခွဲပြပါတယ်အလိုလိုက်တဲ့ဆိုတာကတော့စားချင်တာဝယ်စားမယ်သွားချင်တာသွားမယ်လှုပ်ချင်တာကိုလှုပ်မယ်ဖြစ်ချင်တာကိုလုပ်မယ်ဘသူ့ကိုမှဘယ်ရာမှဂရုမစိုက်ဘူးတတိမူမနေဘူးကိုလိုလိုက်ခံထားရတဲ့ကလေးတယောက်လိုထားမယ်ဒါတွေကမိမိကိုချစ်တာမဟုတ်ပါဘူးသင်အထင်မှားနေခြင်းပါမိမိကိုနှစ်နေတာပါချစ်တာနဲ့နှစ်တာကိုကျွန်တော်တို့ကိုယ်တိုင်ခွဲခြားတတ်ဖို့လိုအပ်ပါလိမ့်မယ်မိမိကိုချစ်နည်းအမှန်ကဘာလဲမိမိကိုချစ်တယ်ဆိုတာနေခြင်းတလို့နေခွင့်စားခြင်းတလို့စားခွင့်ပေးတာမဟုတ်ပါဘူးဘဝကိုထင်တယ်လို့နေcomfort zone တွေကမထွက်အလုံးလုံးချင်စိမရှိရင်မလုံးနေရတကာမှာကိုယ့်အတွက်ပဲရှေ့တန်းတင်ပြီးနေထိုင်တာမျိုးကကိုချစ်တာမဟုတ်ပါဘူးဒီလိုနေတိုင်းမှုပုံစံမျိုးကခဏတာအတွက်တော့လွတ်လပ်တယ်ပျော်ရွှင်နေထင်ရပေမဲ့ကြာလာရင်ပျက်စီးဆုပ်ယုပ်မှာကိုတိုင်းပါပဲမိမိကိုချင်နေအမှန်ကလှုပ်တဲ့လှုပ်တတ်တာကိုလုပ်မယ်အမားတွေကိုတင်ယူမယ်ရင်းချက်ဖို့ကကြိုးစားမယ်မိမိဘေးကလူတွေအပေါ်ကောင်းမွန်တဲ့တာဝန်ကျေတဲ့လူတစ်ယောက်ဖြစ်အောင်နေမယ်ကိုပုံမကောင်းတဲ့သူတွေနဲ့ဝေနေမယ်ကိုတလန့်အတွက်ကိုအနာဂတ်အတွက်ဒီဇိုင်းမမတ်စူးစမ်းနေမယ်ဒါမျိုးကမှမိမိကိုချစ်နေအမှန်ဖြစ်ပါတယ်